မင်္ဂလာပါကျွန်တော်နေမြပါဒီကနေ့မှာတော့ EDMs လေးတွေရဲ့အကြောင်းကိုပြောကြရအောင်ပထမဆုံး EDMs က break a leg break a leg break a leg good luck ကံကောင်းပါစေလို့ပြောတာ break a leg bite the bullet bite the bullet do something difficult ခက်ခဲတာကိုလုပ်ရမယ်ခက်ခဲတာကိုလုပ်ပါလို့ပြောတာ bite the bullet hit the road hit the road start a journey ခရီးတစ်ခုကိုစတင်ပါစတင်လိုက်ပါစတင်ခြင်း up in the air up in the air up in the air not sure not decided မတေးကြဘူးမကြေရဘူးမဆုံးဖြတ်ကသေးဘူးဆိုလို့ရှိရင် up in the air American တော့ English ကလုံးအသုံးအနှုန်းနဲ့အတန်တွဲတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ကို follow လုပ်ထားလိုက်ပါ See you tomorrow